ရားမြင်တာနဲ့ဆဲဆူခြင်းရဲ့စိတ်အားဘာကြောင့်ဖြစ်ပေါ်လာတာလဲဖျားမြင်လိုက်ပြီဆိုတာနဲ့မကောင်းတဲ့စိတ်တွေကသူ့လိုပေါ်လာပြီးအမြဲတမ်းဆဲဆူခြင်းတွေကဘာကြောင့်လဲအရင်ကဆိုရင်ဖျားစွန်းတော်ကရင်တရားတရားနဲ့ကဲရတယ်ဆိုပေမဲ့အခုနောက်ပိုင်းဖျားစွန်းတော်ကရင်တောင်မှမျက်နှာလွှဲပြီးကတ်နေရတဲ့သူတွေရှိတယ်ဆိုရင်ဘာကြောင့်ဒီလိုစိတ်တွေဖြစ်ပေါ်လာတာလဲဒီလိုစိတ်တွေပျောက်ကင်းအောင်ဘယ်လိုကုသရမလဲဆိုတာကိုဤစနစ်တကျပြပြပေးပါမယ်ကျမတို့ဗုဒ္ဓဘာသာရအယူဆရဆိုရင်တော့ဒါလက်မိုင်းနဲ့ကတ်တာပေါ့နော်အင်္ဂလိပ်အယူဆရဆိုရင်တော့ schizophrenia အစဘလို့လူတွေမှာအဖြစ်များသလဲဆိုရင် broken family ကမွေးဖွားလာတဲ့သူတွေစိတ်ကစင်ကလေးဖြစ်နေတဲ့သူတွေစိတ်ဖိစီးမှုတအားများတဲ့သူတွေမှာဆိုတော့အများဆုံးတွေ့ရတယ်အဲ့လိုစိတ်တွေဖြစ်ပေါ်လာပြီဆိုအများစုကရှက်လို့မပြောကြဘူးသူတို့စိတ်တွေမှာသူတို့ကယူနေရထင်ပြီးတော့ငါဖះကိုဆဲဆိုမိတယ်ငါဖះကိုမကောင်းတဲ့စိတ်တွေဖြစ်ပေါ်နေရဲ့အဲ့တော့ငါဖះရှိကူမှရပဲဆိုပြီးတော့ဖះစိတ်ရှိထိုင်လိုက်ပြီဆိုတာနဲ့ဖះကိုအာယုံပြုလိုက်ပြီဆိုတာနဲ့မကောင်းတဲ့စိတ်တွေကတဖွာဖွာပေါ်လာတဲ့မကောင်းတဲ့အမြင်တွေမကောင်းတဲ့အာယုံတွေမကောင်းတဲ့စိတ်တွေကငကူအားတက်နှစ်ဆပို့ပြီးတိုးလာပြီဆိုရင်ဖះရှိကူနေရက်ရှိကူတဲ့နေရာမှာရက်လိုက်ပါအရင်ဆုံးလောကမဲ့အရာကကျမတို့တတောင့်တတရှိအောင်နေပါမနက်စောစောထပါအေးဝဝအိပ်ပါလေးချင်ကန်လုပ်ပါကိုယ်စိတ်ထဲမှာကိုကဘာလို့မကျဉ်းတတ်ဘူးတာလဲဆိုတာကိုအဖြေရအောင်ရှာပါပြီးရင်ခရီးထွက်ပါခရီးထွက်ခြင်းကကျမတို့ခန္ဓာကိုယ်မှာရှိတဲ့ stress တွေကိုပေါ်ပွားစေပြီးတော့မကောင်းတဲ့အရာတွေကိုလည်းအဝေးကိုလင်းစင်သွားစေတဲ့အတွက်ကိုခရီးထွက်နိုင်ရင်တော့ကောင်းပါတယ်ပြီးရင်လေးကျင်ကန်တက်နိုင်တဲ့များလုပ်ပါဒါဆိုရင်ကျမတို့ရဲ့စိတ်တွေကတဖြည်းဖြည်းနဲ့ရောကျလာပြီးတော့ကျမတို့ဘာလို့မကောင်းတဲ့အရာကိုတွေးနေတာလဲဘာလို့မကောင်းတဲ့စိတ်တွေဖြစ်ပေါ်လာလဲဆိုတော့တဖြည်းဖြည်းတွေးပြီးတော့ရှောင်ရှားနိုင်မှာဖြစ်ပါတယ်ဒီလိုလုံးမယ်ဆိုရင်တော့မကောင်းတဲ့စိတ်တွေကသူ့အလိုလိုကွဲပြောက်သွားလိုက်ပါမယ်တချို့တွေဆိုရင်နှစ်ချီပြီးကြာတတ်တယ်တချို့တွေကြာလာပိုင်းနဲ့ပျောက်သွားတယ်ဆိုပေမဲ့နှစ်ချီကြာတဲ့သူတွေဆိုရင်တော့နောက်ပိုင်းဆိုရင်တော့တွတ်ခေါအောင်ရှုသွတ်သွားနိုင်တဲ့အတွက်ကို့မှာအဲ့ဒီလိုစိတ်တွေဖြစ်ပေါ်လာပြီဆိုရင်ကျမပြောတဲ့အတိုင်းနီးစနစ်တကျပြုလုပ်ကြည့်ပါဒါကတော့စိတ်ချမ်းသာရေးဆရာဝန်ကြီးပေးတဲ့နီးလန်းဖြစ်တဲ့အတွက်ကိုဒီလိုနေတဲ့တတပြောင်းလဲသွားတဲ့သူတွေရှိတဲ့အတွက်ကိုတခြားသူတွေဒီလိုစိတ်တွေဖြစ်နေရဆိုရင်ဒီလိုနီးလန်းလေးအသုံးပြုဒီနီလန်းလေးကိုအသုံးပြုပြီးတတပြောက်ကင်းသွားတဲ့သူတွေရှိတဲ့အတွက်တခြားသူတွေလည်းဒီလိုစိတ်တွေဖြစ်ပေါ်နေရဲဆိုရင်ဒီနေ့တိုင်းလှုပ်ကြည့်ပါလို့စေတနာနဲ့မျှဝေပေးတာပါ